ကောင်းစင်တော့ပြီးသွားမယ်ဒါပေမဲ့ရောပြီးမှပြောသွားမယ်နော်နော်ခုသာနေနော်တတ်တဲ့ဒီဝဒအာမပေါ့နော်လောကီဟီပါလို့တာလတဟာတာကိစမေတတ်တဲ့တော့ဒူလောဘာသာနာရီတင်ညိုင်းနေယကဟိဝဒတာကိခုတော့နော်ဘာသာနာကေယကတေဝဒီဆိုင်ဝတာဒုနာပရတော့ဒါကြောင့်ကောင်းစင်ကတော့ကျွန်တော်တို့လူဤတန်ဖို့လို့ပြောထားတယ်ကျွန်တော်တို့နော်တာကိခုတော့လို့ခုတော့နေပွားကညောရဲ့အလူပွေလူမှာကျွန်တော်တို့မှာခန္ဓာရှိတယ်နော်ပကေတော့ပွားညောနေပို့ရတာတော့ဖို့ဝိညာဉ်ရှိတယ်ပို့ရတာတော့တာဒါပြီးမှစိတ်ရှိတယ်ပို့ရတာတာဖယားသခင်က၃မျိုးနဲ့ကျွန်တော်တို့ကိုဖန်ဆင်းခဲ့တယ်ပေါ့နော်နော်ကစားနေတီးတော့ပါလဲတတ်သမီဒါပေမဲ့ကျွန်တော်တို့ဘယ်အရာကတန်ဖို့အရှိဆုံးလဲဆိုတာအင်မတန်မှအရေးကြီးတယ်နော်ဖေးနေနေတာလက်အရီတို့လည်းကစားရမယ်ညာလူပွေတို့နေဖက်လေတခါလဲနေပကပတိညာရီတို့လိုမှာဒါကြောင့်အဲ့ဒါတွေကိုမသိတဲ့သူတွေအများကြီးရှိတယ်နော်ကျွန်တော်တို့အင်မတန်တနာစရာကောင်းတယ်နော်ပါလဲတတိညာနောက်တာလူပွေပါတိတဖာနေအိုရတော့တို့နော်မေတ္တာလောကမကမတို့မှာဝိညာဉ်ရှိမှန်းလည်းမသိဘူးတည်ပြီးရင်ဘယ်သွားရမှန်းလည်းမသိဘူးဟုတ်တယ်မလားနော်အနောက်တာအိုရတတိညာပဲပါအဝဲတိတဖာသီဝီတော့ကလေးဖက်လေနေတတိညာပဲပါတိတဖာဟုတ်တော့လို့ဒါကြောင့်ကျွန်တော်တို့တနေ့မှာဒီလောကကနေထွက်သွားတဲ့အခါမှာဒီနေ့ကျွန်တော်တို့ဖျားပေးတဲ့ထာဝရအသက်ကိုမရရင်ကျွန်တော်တို့သွားရမယ့်လမ်းကကျွန်တော်ပြောပြီးပြီနှစ်လမ်းပဲရှိတာဖြစ်တယ်နော်ခုသာနေပဝဲတိနာရလာချစ်တော်ပေတိတဖာပမေတတိညာရွာပါနေပမေဟာရောဝရတော့ခုဝဲချဲနေကလေကိုဝဲတာခီဘောလို့ရတဲ့ထောက်ဘောလို့ဒါကြောင့်ကျွန်တော်တို့တလန်းလန်းတော့ကျွန်တော်တို့သွားကြရမှာဖြစ်တယ်ပေါ့နော်အခုသာနေကလေခီဘောနေပကပတ်လေဝဲတာဘောဘောလို့ဒါကြောင့်ဒါဆိုရင်ကျွန်တော်မသိခင်ကျွန်တော်ဘယ်နာကိုသွားမလဲဆိုတာသိဖို့ရအင်မတန်အရေးကြီးတယ်နော်အခုလာနေတက်ခလပတိပါနေပကပတ်လေတာတော့ဖလဲနေပကပတ်တိညာအော်ရီတို့မှာဒါကြောင့်ကျွန်တော်တို့ဒီကနေ့အသစ်ရှင်တဲ့အသင်းတော်ထဲမှာတင်နဲ့ကျွန်တော်ပါဝင်လာခြင်းအင်မတန်မှဖျားကောင်းကြီးရှိစေတယ်နော်နောက်ခုသာနေတောက်ဖို့လာအမှုတော့ကိုယ်တိနာရပချရလတမိတာတော့နေမိတာတခါလေပပချိုကြီးစီကောအင်မတန်မှကြီးစုတော်ချီးမွမ်းစရာဖြစ်တယ်နောက်မိတာလေပပစီဘလစီကောဆိုင်ပါဘာဖြစ်လို့လဲကျွန်တော်တို့ကောင်းကင်နိုင်ငံသွားရမယ့်လမ်းကိုသိသွားမှာဖြစ်တယ်နောက်ဘာမျိုးကိုလဲခေါပကတိညာကေဝဒပကပလေမှုကိုအတလေတိတဖာကိုသိသွားလို့ယုံကြည်လက်ခံလာတဲ့အခါမှာထာဝရအသက်ကိုခရစ်တော်ကပေးတာဖြစ်နော်ပတိညာတော့တူလပတူလိုပြောချက်ကတော့နေပနိမကိမနာလဲတမှုအထူယောဒါကြောင့်ကျွန်တော်တို့ကလူသားတိုင်းကိုခရစ်တော်ကချစ်တယ်အခုလည်းကဆိုင်ရွာနေအပဟောခုပုဂ္ဂိုလ်ရတယ်နော်ကျွန်တော်တို့ခရစ်တော်ထဲ၌ရှိရင်ကျွန်တော်တို့မှာလူမျိုးရေးဆိုတာမရှိတော့ဘူးနောက်ပမေဝလကဆိုင်စုခရိယာပုန်ကွာကလူတော့လဲပါဘာသာရေးဆိုတာလည်းမရှိတော့နော်တပုတ္တဘာစီကတော့လဲပါခရစ်တော်အားဖြင့်ဝိညာဉ်ကြီးပုံမောင်နှမတွေဖြစ်တယ်နော်လက်ခရိယာပုန်တယ်ပကေရောဟိတော့ပွေလသူလတာတိပါဒါကြောင့်ကျွန်တော်တို့ကျမ်းစာမှာလည်းပြောထားတယ်ကျွန်တော်ဖတ်တော့ဘူးเนาะဗဇက်ကပဲပြောသွားမယ်ဒီကတော့ပေါ့เนาะနော်ပကတဲ့လေးရွာကလူကထားဘူးရတဲ့ဖလာဝါရီကတဲ့ပြစုတီနော်ကဘာဦးကျမ်းခန်းကြီး7မှာကြီးတဲ့အခါမှာနော်တောင်းမှုရှိရချက်တော့ချီတဲ့မိကွာဖြစ်နေနေကျွန်တော်ပုံမင်းနဲ့ပြသွားမယ်เนาะနော်ပကပြစုလတာတော့နော်ဒီမှာဒါလေးကိုလည်းတွေ့ရမယ်เนาะမြန်မာစာနဲ့ပဲပြသွားမယ်เนาะကျွန်တော်နော်အဝဲကပြပါလို့ပြောတော့နော်ကရင်လူကမလို့လည်းမဟုတ်တာဘူးဆိုတော့လေနော်လက်ပါရထိုင်ရနိုင်ကြီးမှသိပါဘူးနော်ကျွန်တော်တို့ကဘာဥစ္စာမှာတဲ့လူမျိုးတစ်မျိုးတည်းပဲရှိတယ်တဲ့စကားလည်းတစ်မျိုးတည်းဖြစ်တယ်နော်ပမေကဝရတပတ်တိအကောတိနေပကလူဝရတကလူဘလာနေတကတုလောဝရခေတခါလားအဲ့ဒါနောက်ပိုင်းမှာဖျားစကားနားမထောင်တဲ့အခါမှာကျွန်တော်တို့လူအမျိုးမျိုးတွေပေါ်လာတယ်တဲ့နော်ခပလပတဒုကနာဝရကဆာရကလူကထားပါကိုတာနေတကတုလောတိတဖာနေဟေထဝရအာမစကားလည်းအမျိုးမျိုးပေါ်လာတယ်တဲ့နော်ပကလူတိတဖာစီကိုဟေထဝဲဘာသာလည်းအမျိုးမျိုးပေါ်လာတာဖြစ်တယ်နော်တပုတ္တဘာကရတိဖာစီကိုဟေထဝဲဒါကြောင့်ဘာသာလည်းအမျိုးမျိုးပေါ်လာတဲ့အတွက်အဲ့ကြောင့်ဘာသာတရားတွေလည်းပေါက်ဖွာလာတာဖြစ်တယ်နော်ဖိနေဘာတပုတ္တဘာကရတိဖာနေဟေထဝဲတာဒါကြောင့်ဘယ်ဘာသာမဆိုဘယ်အရာမဆိုဘာသာတိုင်းကတော့ကောင်းတယ်နော်တပုတ္တဘာဖြစ်လေကြီးနေဒါတပုတ္တဘာလာကြီးနော်ဒါပေမဲ့ဒီကနေ့ပြဿနာကမကောင်းတာကကျွန်တော်တို့ဖြစ်တယ်နော်တကောတက်ခဲ့တဲ့ခါလို့တပီပါနေဘနောပစနော်ဒါကြောင့်ကျွန်တော်တို့တပီဟာဘယ်တော့ပဲကောင်းအောင်ကြိုးစားကောင်းအောင်ကျွန်တော်တို့ကနေကောင်းအောင်ကြင့်နေကျွန်တော်တို့အမေမွေးခဲ့တယ်လို့ကျွန်တော်တို့ကမကောင်းဘူးနော်ပမေအမှုလေကြီးထဲလေဘာချဒနာကြီးပို့ဖက်တယ်လည်းနေပ
နော်တခေပါခေါ်တာနဲ့ပကလေးစုတာဟောကောလော ဘာဖြစ်လို့လဲတဲ့ကျွန်တော်တို့မှာအမေမွေးကြတဲ့လို့အပြစ်ပါလာတာဖြစ်တယ် နော်ဘာမနုကိုလေလပမိုးပပဟဲဖလက်လောပါနဲ့ပပကုလတတ်တဲ့ပါပေါ့ ဒါကြောင့်အဲ့ဒီအပြစ်ပါလာခဲ့တဲ့ကျွန်တော်တို့လူသားအားလုံးဟာဖယားသခင်ရှိမှမဖြောက်မှတ်တယ်လို့အပြစ်ဆွဲနေတဲ့ကျွန်တော်တို့ရဲ့ဝိညာဉ်ဟာအပြစ်သားနဲ့ပဲမွေးဖွားလာတာဖြစ်တယ် နော်ခေါ်တာနဲ့ပနော့တာစစ်ကောနော်လဲဟဲလောဝဲနဲ့ပမြင့်မတာနဲ့တတ်တဲ့ပါပေါ့လော ဒါကြောင့်အဲ့ဒီအပြစ်သားနဲ့မွေးဖွားလာတဲ့ကျွန်တော်တို့အပြစ်သားတွေဟာဒုတိယမမွေးဘူးဆိုရင်ကျွန်တော်တို့ကောင်းကင်နိုင်ငံရောက်ဖို့မပြောနဲ့မြင်ဖို့မပြောနဲ့ဝင်ဖို့မပြောနဲ့ဘယ်လိုမှမရောက်နိုင်ဘူးတဲ့ နော်ခေါ်တာနဲ့ပမေတုဖလက်ခီစီဆူလေကစားရစုပြပါနဲ့တဲလပကလေးကျူရကေတချိပါတနုလောပါနော်ချိုပါနော် ဒါကြောင့်အဲ့ဒါကိုကျွန်တော်တို့အပြစ်သားကနေဖယားသခင်ယေရှုခရစ်တော်ကကျွန်တော်တို့ရဲ့ဝိညာဉ်ကိုသူ့အထဲ၌ထည့်ပြီးမှဒုတိယမွေးဖွားပြီးမှအဲ့ဒါကိုယုံကြည်လက်ခံမှဖယားသားသမီးဖြစ်တာဖြစ်တယ် နော်ခေါ်တာနဲ့ပဝဲတိနာယာတိတဖာနော်စရပေါ်နုပါလို့ဖုတ်ပွားဖို့တော့ဒူဖလက်ပွားမှာပမေတုလောလောပါဘူးကေတော့ကိမနာလေကစားရွာရဲ့အဖို့ဖို့ပွား ဒါကြောင့်ဖယားသားသမီးဖြစ်သွားရင်ကျွန်တော်တို့ကိုတန်ရှင်းသောဝိညာဉ်တော်ကတစ်စိတ်ခတ်တယ် နော်ဒီလေပမေကေတော့ကစားရွာဖို့ဖို့ခွာလေးနဲ့ကစားရွာအတဆောရှိနေကခိကကွာ ဒါကြောင့်ချစ်တော်ညီကောင်မကျွန်တော်ခွန်အားပေးချင်တယ်အသိတော်ဆိုတာဒီမှာတာအရေးကြီးတယ် နော်ခေါ်တာတော့ပွဲလို့တိုက်ရောတိတဖာရဲတော့ဟင်းပြေပါသူတောက်ဖို့နေမိတလာရီလို့မှာ ကြောင့်တင်တဲ့ကျွန်တော်ဒီနေ့ကျွန်တော်ကျမပါဝင်နေတဲ့အတင်းတော်ဟာအသက်ရှင်ကြလားဆိုတာဒီမှာတာအရေးကြီးတယ် နော်တောက်ဖို့လည်းပလဲပူတော့ဘာလို့ကစားရလာဖို့နေမိတောက်ဖို့လည်းအမူးပါ ဒါကြောင့်ဒီကနေ့မိသားစု၄စု15ယောက်ပါဝင်လာအင်မတန်မှအရေးကြီးတယ်နော်ကြီးစုတော့အရာကြီးမှန်းစရာဖြစ်တယ် နော်ခေါ်တာဒီနေ့ညကြီးဟိပိုကောဘလူတူပေါ့နော်နူလာဝဒါလည်းတောက်ဖို့ကိုနေပပစီကစားရတော့ တင်တို့ပါဝင်လာနေတဲ့အတင်းတော်ဟာအသက်ရှင်ဖို့အရေးကြီးတယ် နော်တောက်ဖို့လည်းပချရလည်းတမိတတော့ဖို့နေကမိတောက်ဖို့လားအမူးနေရီလို့မှာ အသက်ရှင်နေဆိုရင်မဖြစ်ရမယ်လေကြီးပွားတိုးတက်ဖို့ဖြစ်တယ် နော်ကွာကညောလာအမေမူးနေတနီနေကမှမနာလေကတော့ထော်တော့ အဲ့ဒီတိုးတက်ကြီးပွားဖို့ရာအတွက်တန်ရှင်းသောဝိညာဉ်တော်ရှိမှဖြစ်တယ် နော်ဒီတော့ကတော့ထော်တော့ဘောနေကစားရအတာမေဥမာကတော့ထော်တော့နော် တန်ရှင်းသောဝိညာဉ်တော်မရှိရင်ခရစ်တော်ခေါ်လာမဲ့ခြေဆောင်ခြင်းတဆုထောမှာပါသွားမှာမဟုတ်ဘူး နော်လက်ပူပူနေယူအတာမေတော့ကနေဖိတဆိုတော့နေပပကုတတိပါ အသင်းတော်ဆိုတာခရစ်တော်အသင်းတော်ဖြစ်ဖို့အရေးကြီးတယ် တောက်ဖို့နေကမိခရီတောက်ဖို့နေရီလို့မှာ ဒါကြောင့်ဒီမှာတန်ရှင်းသောဝိညာဉ်တော်တစ်စိတ်ခတ်တော်သူသည်ဘာဖြစ်ရလဲတမန်တရားသိစီဖို့လို့ပြောတယ် နော်သူလည်းကွာမင်းတို့နေကစားရအတာလေးနေကပမှမတာလေကပတိညာဝရယူကလူခါတာမင်းတာတော့ အေးတမန်တရားသိတဲ့သူဟာဖယားသခင်မှာထာဝရအသက်ပေးထားတာ နော်ပါလာတိညာတမင်းတာတော်တိဖာနေကစားဟိယောနာလေတမှုထူယော ဒါကြောင့်အဲ့ဒီထာဝရအသက်ဟာကျွန်တော်တို့တခဏမဟုတ်ဘူးနော်ထာဝရဆိုရင်ကျွန်တော်တို့ထာဝရကာလတိုင်အောင်ဒီဘုရားသခင်အာမခံထားတာဖြစ်တယ်နော် နော်တမှုအထူယောစီတာနေတမိတချို့ဘောပါနော်အိုဝဲတာနာလေလော်ထူလော်ယူလော ဒါကြောင့်ထာဝရအသက်မရဘူးဆိုရင်ကျွန်တော်တို့အသက်တော်ဘုရားကြောင့်တောင်းဖို့ဘုရားကြောင့်တော့သွားနေတယ်ဒါဆိုရင်ကျွန်တော်တို့ဘာအတွက်လဲ နော်ပမင်းတလဲလေမုခောပေါ်မူပါပလဲတော့ပါရကျိုးလောမတာတူအပေါ်လေ ဒါဆိုကျွန်တော်တို့ခန္ဓာအတွက်ကျွန်တော်တို့ရဲ့စိတ်အတွက်ဒါဆိုကျွန်တော်တို့စိတ်နဲ့ခန္ဓာအထဲမှာကျွန်တော်တို့ဝိညာဉ်မှာတန်ဖိုးရှိတယ်လားအင်မတန်အရေးကြီးတယ်နော် နော်ခုတာနေပလဲပူတော့ဘာတော့ကစားနေပနော့ကွာကောလားပတ္တအကောလားမင်းကပနော့တာကွာနော်တတိတဖိုင်ဘဘချုံမရီတို့မှာ ဒါကြောင့်အဲ့ဒီထာဝရအသက်ကိုကိုယ်ပိုင်ကိုယ်တိုင်ရတဲ့သူတွေဟာတဲ့ကောင်းကင်နိုင်ငံမှာအသက်စာဆောင်စည်ရင်မှာဝင်ခွင့်ရှိတယ် နောက်ခုတာနေကွာလာအတူနေဝဲတာနော်တမှုအထူယူနေအဝဲတိတဖကနေဝတပ်ဖက်တော့ရလည်းကနေလောပါမလဲလုံမခုပေါ်မှုဘူး ဖယားသခင်ကအသက်လက်ပြုထားတယ် နော်ကစားရွာနေပပနော့ကပဲ ကျွန်တော်တို့ကြည့်ရအောင်ဥပမာလေးတစ်ခုကျွန်တော်ပြောသွားမယ်နော် နော်ပကဟိတအဒိုဘူတခါ ဒီမှာညီကူမောင်နှမတွေအားလုံးဟာကျွန်တော်တို့ဒုက္ခတွေကလာကြတာဖြစ်လေ နော်ပွဲလာချစ်တော်ဖေးတိဖကိုလိုဒုက္ခတဲ့တော့ဘေဟေနော် ကျွန်တော်တို့လည်းမလေးရှားကနေလာတာဖြစ်တယ် နော်ပတရာနော်ဆာဒါဝဲဟိုဟေဗဒါလေမလေးရှား ဒါကြောင့်ဒုက္ခတွေကနေလာတဲ့လူတိုင်းဟာနာမည်အရင်မရောက်ဘဲနဲ့လူအရင်ရောက်တာမဟုတ်ဘူး နော်ပါလို့ဟဲလေဘကောဘခဲခဲလနေအမီမီတဲ့ဟဲတူပါနေအခချဟဲတူတဲ့ပါ နာမည်အရင်ရောက်မှလူကနောက်မှရောက်တာဖြစ်တယ် နော်အဝဲတိဖအမီဟဲတူမှာအနောက်ကစားနေဟဲတူပဲဒါလည်းခီ ဒါကြောင့်ထိုကဲ့သို့ပဲကျွန်တော်တို့ရဲ့ဝိညာဉ်ရေးရလဲကျွန်တော်တို့ရဲ့နာမည်စီရင်ထာဝရအသက်နဲ့ကောင်းကင်နိုင်ငံအရင်ရောက်မှနောက်မှခန္ဓာကကျွန်တော်တို့ရောက်သွားမှာဖြစ်တယ်
ဒီနေ့တော့ဘာခါတော့တမှုအထွေရစေကောပနော့တာနေမှန်တာလေကလက်တူဝီမှာပနော့ခိုနေကီတော့ခီစီကော ရောက်တော့လည်းကျွန်တော်ဒီခုခန္ဓာနဲ့ရောက်မှာမဟုတ်ဘူးပြောင်းနေသွားမှာ နော်ပမင်းလေလေဘုခုဘောမနာကေပတလေလေပကိဘဘောရဲပါပကိဘဘောဒါလေကမှမနာလေကချောတလေကေ ဝိညာဏနဲ့ပြောင်းသွားမှာနော်ကျွန်တော်တို့ နော်ကချောတလေကေဝဲဒါလေဝိညာဏတိပါ အဲ့ဝိညာဏနဲ့ပြောင်းသွားရင်ကျွန်တော်တို့မှာပူခြင်းနာခြင်းတေခြင်းပါစူပါမကျွန်တော်တို့ခံစားရမှာမဟုတ်တော့ နော်ပနော့ခိုးဝဲမင်းချောတလေကေလေးနေတာကိုတာကိုတဲ့နော်တာချူတာချာတဲ့တတိတဖာနေတူပါနော်တမီလေပါ ဒါကြောင့်အင်မတန်အရေးကြီးတယ်နော် အခုဒါနေတတိတဖာရတော့မှာ ဒါကြောင့်ဒီနေ့ချစ်တော်ညီကောင်ကကျွန်တော်ကျမပါဝင်နေတဲ့အသင်းတော်ဟာအသက်ရှင်တော်အသင်းတော်ဖြစ်ဖို့အင်မတန်အရေးကြီးတာဖြစ်တယ် အခုဒါနေတော့ပွဲလာချင်းတော့ပေးဒီတဖာတောက်ဖို့လို့လေပို့တော့ပါတော့ဆိုင်ရနေကမေတောက်ဖို့လို့အမှုနေရတော့မှာ ဒါကြောင့်ကျွန်တော်တို့လူမှာတန်ဖိုးရှိတယ်နော် အခုဒါနေပကဲတော့ပွားကညောနေပို့တော့နာလဲဘလူပွေးသေးတဖာတော့ ဖယားသခင်ကတန်ဖိုးထားတယ်ကျွန်တော်တို့ နော်ကဆာရွာနေပါလူပါပွေးသေးနိုင်ရ ညီတူတူတယောက်မှငရဲမရောက်စေချင်ဘူး နော်ပွားတကားမှာကဆာတဲ့တော့မလဲလော်ရပါ ကောင်းကင်နိုင်ငံကိုဝင်စေချင်တယ် နော်ကဆာရဲ့အဲ့တော့လည်းလည်းမှုခုပေါ်မှုနော် ဒါကြောင့်ကျွန်တော်ဒီမှာဖတ်သွားမယ်နော်ကျွန်တော်စတားလေးလုပ်ထားတဲ့ဥစ္စာပဲဖတ်သွားမယ်ဒီမှာလူသည်မိမိတန်ဖိုးမသိသောအခါအမှားမှားအရင်ဖြင့်အချိန်စွမ်းအားဘာနာကိုအသုံးပြုတတ်ကြသည်လူသည်သုံးပိုင်းနဲ့ဖန်ဆင်းခြင်းဖြစ်ရာခန္ဓာကိုယ်စိတ်နှင့်ဝိညာဉ်တို့ဖြစ်သည်ထိုသုံးပိုင်းထဲ၌လူဤခန္ဓာနှင့်စိတ်ကိုယ်သာသိ၍တန်ဖိုးထားကြသည်မိမိဝိညာဉ်အကြောင်းကိုမသိသောကြောင့်ဂယုမဆိုင်ဖဲသူအတွက်အချိန်စွမ်းအားကိုအသုံးမပြုလိုကြချေထို့ကြောင့်လူကိုဖန်ဆင်းသောဖယားရှုတော်မှလူဤတန်ဖိုးကိုကြည်ကြစို့ဒါဆိုရင်လူကျွန်တော်တို့လူမှာဘယ်အရာတန်ဖိုးအရှိဆုံးဖြစ်ပဲ နော်ခဒါမင်းဖာဖေးနေပကဲတော့ပွားကညောနေနော်အလူအပွေးနေပို့လို့ဖိလက်ခါလေ ဝိညာဉ်ဖြစ်တဲ့နော်ဒီကုမောင်မ နော်တာလည်းစားဟိပါနော်တော့ပွဲသေး ဒါအောင်မဲ့ကျမ်းစာတစ်ချက်ကပြောတယ်ကျွန်တော်တို့ရဲ့ဝိညာဉ်ဟာကောင်းကင်စัจ java လာကဘာမီကြီးချက်တော်မှာတန်ဖိုးရှိတယ် နော်ယူကလုထားတဲ့တော့တဲနေလေပနော့တာနေအလူအပွေးတို့နော်မင်းဒီတကုတ်လမှုခုခုခလကစီတော့ ဒါဆိုရင်တင်နဲ့ကျွန်တော်ဒီနေ့ကျွန်တော်ထဲမှာရှိတဲ့ဝိညာဉ်အတွက်တန်ဖိုးထားသလား နောက်ခုနကနော်တာလို့အလုပ်ပူဝဲနေပလူပါပွေရော ကျွန်တော်ဘယ်အရာကိုဦးစားပေးပြီးဘယ်အရာကတန်ဖိုးထားတယ် နော်ပပမတာလည်းတက်မေညာတော့ပလူပါပွေဘူးလား ခန္ဓာအတွက်တန်ဖိုးမထားရမယ်မပြောဘူး နော်ပလူပါပွေနောက်ခုရီတဲ့ပါ အဲ့ဒီခန္ဓာရှိနေတဲ့ဟာခန္ဓာအားရှိဖို့ခန္ဓာအလုံးလုံးနေဖို့ဝိညာဉ်ရှိနေလို့ဖြစ်တယ် နော်ဘိုးတော့နောက်ခုတန်ပြီးတာပါလုံးလို့ကိုလေပနော့တာဟုတ်တယ်လေဘိုးကို အဲ့ဒီဝိညာဉ်နာခန္ဓာထဲကနေထွက်သွားရင်အလုံးလုံးနေဦးမလား နော်ပနော့တာပဲမိဟာတော့လေးနေပမာရကေရ ခန္ဓာအတွက်ဘယ်တော့ပဲကျွန်တော်တို့စွမ်းအားတွေကျွန်တော်တို့အချိန်တွေကျွန်တော်တို့ဘန္နာတွေအသုံးပြုတော့ဝိညာဉ်ထွက်သွားရင်အဲ့ဒီခန္ဓာကြီးကကျွန်တော်တို့သုံးလို့ရအောင်မလား နော်ပနော့ခိုးဝဲပမေအားလို့တာထဲလေပါစားနိုင်ပနော့တာမေဟာတော့နေပသောအသေးရ မရတော့ဘူးနော် ပမာသေးလေပါနော်တော့ပွဲသေး ဖနက်တရံထီတလဲလောက်တော့မှအသုံးမဝင်တော့ဘူးနော် နော်ပနော့တာမေဟာတော့နေပနော့ခိုးဝဲနေအလူကပွေတော့တော့ချုလာတော့ကော်ဖီတဒမှုလား ကျွန်တော်တို့အရန်ချစ်ပါတယ်ဆိုတော့အမျိုးသားအမျိုးသမီးထားနေရကျွန်တော်တို့3ရက်ပဲနော် နော်ခုဒါနေပမာလည်းပဲရောပဝါလည်းပဲရောနာကင်းနေပပပါတိရောသက်တော့နော်ပြင်းနေ ရေခဲတက်တာလေးထားရတော့တစ်မျိုးပေါ့နော် နော်ပမေပါလေရှိကတိတာကိုတက်စီပမေပါလေရှိကတိတာကိုလည်းတခါမနော်တမျိုးပေါ့နော် အခုနေချင်းရေတကယ်တက်တာမဟုတ်ဘဲနဲ့အပူမှာထားလိုက်လေ3ရက်ဆိုကျွန်တော်တို့ကိုခန္ဓာဝိညာဉ်မရှိတဲ့ကိုခန္ဓာမှာဖြစ်လာတယ်အရေးပြောလာလိမ့်မယ် နော်ပမေပါလေတက်လက်ပြီးနော်ပန်တော့တာဟာတော့ဝီလော်ကီပစာပနော်ကိုဝဲသက်တော့နော်ချီကတော့အမတာနော်တတိဖာနေ ဒါကြောင့်အရန်အရေးကြီးတယ်နော် အခုဒါနဲ့တတိဖာရေတိုတို့မှာ ဒါဆိုဒီနေ့ကျွန်တော်ကျမဘေးအရာကိုအဓိကတန်ဖိုးထားပြီးဘေးအရာကိုကျွန်တော်ကျမဦးစားပေးတယ် နော်ခုဒါနဲ့ခေပပလူပါပွေမတန်တူလေ ကဲကျွန်တော်ခန္ဓာကိုယ်ကိုကြည့်ရအောင်နော် ပေါ်ခွာဝဲတာပနော်ကို လူအမြင်နိုင်တဲ့ဥခန္ဓာကြီးအလွယ်တန်ဖိုးရှိသည်ထို့ကြောင့်အချိန်စွမ်းအားနဲ့ပိုင်ဆိုင်သမျှငွေနဲ့ပစ္စည်းများကိုကိုခန္ဓာအတွက်အသုံးပြုကြသည်အလုံးလုံးချင်းသည်ငွေရဖို့ဖြစ်၍ငွေရှိသည်နေအိမ်ငှားနိုင်သည်ဝယ်နိုင်သည်ငွေရှိမှအစအစာဝယ်နိုင်သည်ကိုခန္ဓာအတွက်အဝတ်ထည်များဝယ်နိုင်သည်လူအတော့ကားပိုင်ခြင်းအဖြစ်လူရခရီးနဲ့တွားနိုင်သည်မှန်သလား နော်ပမေကွာဖေနေဘာ မှန်တယ်နော် ဘာလောနော် က
ငွေမရှိဘူးဆိုရင်တော့ကျွန်တော်တို့ဘယ်ရမှမဝယ်နိုင်ဘူးအိမ်လည်းမဝယ်နိုင်ဘူးကားလည်းမဝယ်နိုင်ဘူးစားစရာလည်းဝယ်မပေးနိုင်ဘူးနော် နော်ပချင်မင်းတို့ကနေပွေရောတာဘီဟီလိုဟီချေနော်ပွေခေါ်တိတပါတနေ့ပါနော် ဒါပေမဲ့တန်ဖိုးမထားရဘူးလား နော်ပထမပါလို့ပါပွေရောရ တန်ဖိုးတော့ထားရမယ် ပပပါလို့ပါပွေရောနော် မရှာရဘူးလား ပထမခုရောရ ရှာရမယ် ပပခုနော် ဒါပေမဲ့နံပါတ်1နေရာမှာတော့မဟုတ် နော်ပစုတပါလို့နော်ဟီတယ်လေ နံပါတ်1နေရာမှာတော့ဝိညာဉ်နံပါတ်1နေရာမှာထားရမယ် နော်လက်နော်ဟီတယ်နဲ့ပပပါဝရပနော့တာကောနဲ့လက်နော်ဟီတယ် နံပါတ်1နေရာတော့အဲ့ဒီခန္ဓာအတွက်သုံးဖို့ငွေနေရာမှာပဲထားဖို့ဖြစ်တယ် နော်ဟီခီနော်တိတပါမှာပါလေတို့ချေတာတိတပါနဲ့သားလောက်ခီ ဒါကြောင့်ကျွန်တော်ဖတ်သွားမယ်နော်ဆက်ပြီးမှကဲ နော်ပကဖာတော့ ကိုကြောင့်ကိုခန္ဓာအတွက်အချိန်အကောင်းဆုံးနဲ့အများဆုံးအသုံးပြုကြသည်အကြမ်းအဖြစ်8နာရီအိပ်ရသည်8နာရီအလုပ်လုပ်ရသည်ကြံသော8နာရီအစားအသောက်ပြင်ဆင်ခြင်းသွားလာခြင်းအိမ်နဲ့ကိုခန္ဓာတန်ရှင်းလုပ်ခြင်းများအတွက်အသုံးပြုကြသည်စိတ်အတွက်ဖုံးပြောခြင်း TV ကြည့်ခြင်း TV ဂိမ်းကစားခြင်းမှစ၍အပျော်ပါးပြအချိန်နဲ့စွမ်းအားများအသုံးပြုကြသည်မှန်သလား နော်ပါပနော့ကောပမာတာတိတဖိုင် မှန်တယ်နော် ပါနော် ကျွန်တော်တို့ဘာတွေအတွက်အသုံးပြုနေတာ နောက်ကတော့ပိုးမှုခဲပတ်သူဝဲတာတချေတော့လည်းမတာပါ ကျွန်တော်တို့ရှာတဲ့ဘန်နာတွေအတွက်ဘယ်အရာပဲမှာပဲအချိန်ကုန်နေတာ နောက်တက်လက်ပခုအတိတဖာနဲ့ပမာလောတချေတော့ပဲလေ ဒါဆိုကျွန်တော်တို့ရဲ့ကိုယ်ခန္ဓာကြီးကဘယ်အရာမှတန်ဖိုးရှိတယ် နောက်ပနော့ခိုးဝဲအလူပွေဦးမတာနဲ့ အရာကြီးကြီးတယ်နော် တတိတဖာဘကချုံမောရလို့မှာ ဒါကြောင့်ကျွန်တော်တို့ခန္ဓာကတော့ပင်ပန်းနေပြီလေလို့နော် ပနော့ခိုးကနေလောပွေလေ စိတ်အတွက်လည်းဦးစားပေးသေးတယ်လား နော်လပတာကောနေပပလေးလက်တမညာနေဟာ ဝိညာဉ်အတွက်ကတော့ဘာမှမရှိတော့ လပနာတာကောပတပါလက်တနော်သမီးပါ အဲ့လိုလူမျိုးတွေအများကြီးရှိရတယ်လား နောက်ပါရှင်းနေဟုတ်တော်တို့ဟာ အများကြီးရှိတယ်နော် ဟုတ်တော်တို့နော်ဟုတ်တော်တို့ ဒါကြောင့်ဒီမှာဒီနေ့အသက်ရှင်တဲ့အတင်းတော်မှာပါလာခဲ့တဲ့ယုံကြည်သူတွေဟာဖယားသခင်ရဲ့ကျွန်တော်တို့တားသမီးတွေဖြစ်တဲ့အခါမှာဖယားဘုန်းတော်ထင်ရှားစေဖို့ပဲဖြစ်တယ်ဟုတ်တယ်မလား နောက်ကိုသာနေပွဲတိနာယလပမာကောရတာအဖို့ပကေတော့ယူအဖို့ကနေအရီတို့ခါလပတောင်းမှုနေမလားလေယူလာကပေါကဖလာတော့မရ ဒါကြောင့်ကျွန်တော်ဆက်ပတ်သွားမယ် ပကဖာ စိတ် တော့ အတွက်ကြံ20ရာခိုင်နှုန်းအသုံးပြုကြသည်ဝိညာဉ်အတွက်ကိုအချိန်အနည်းငယ်ငွေနဲ့စွမ်းအားအနည်းငယ်မပြောစလောက်ကိုအသုံးပြုကြသည်ထို့သို့ကိုယ်ခန္ဓာအတွက်အချိန်ငွေနဲ့စွမ်းအားလုံးဒီပါအသုံးပြုခြင်းသည်တန်တလောမတန်တလောဟူသောအရာကိုဖန်ဆင်းရှင်ဖျား၏အမြင်အားဖြင့်ကြည့်ဖို့လိုအပ်သည်ဖျားမြင်တာလားဘာလို့မြင်တယ်လဲကျွန်တော်တို့ရဲ့ဝိညာဉ်ကိုဖြစ်တယ် နော်မိမိကဆရွာကနေကွာမနာလေကွာတာလေပနော့တာတိတဖာကောလော အဲဒါကြောင့်ကျွန်တော်တို့ရဲ့ဝိညာဉ်ဟာဖျားရဲ့ထဲကိုရောက်မသွားရင်လူရဲ့အသက်ကအခိုးအမွေလိုပဲလို့ကျမ်းစာကပြောတယ်ရှင်းရဖို့ကြီးရနော် နော်ကိုသာနေလီယာကိုအပူနေတဲဝဲဒီလေပနော့တာနေမိတတူလေကဆရွာဥပါတော့ပတောက်မှုနေတော့ကလည်းမနာလေပွေဖို့လောတော့ ဒါဆိုရင်ငါရဲ့ဝိညာဉ်ဟာတကယ်ဖျားတဲ့ထဲကိုရောက်သွားပြီလား နောက်ကိုရနေပနော့တာနေတူလေကဆရွာဥလေ မရောက်သေးဘူးဆိုရင်ငါရဲ့ဝိညာဉ်ဖျားတဲ့ထဲကိုရောက်အောင်ငါဘယ်သူတွေစီသွားဖို့လိုအပ်တယ်လဲ နော်ပနော့တာမိတတူဒီပါနေကတူအောကောနေရေကပါလေပဲလေ အရာကြီးကြီးတယ်နော် ပကချုံမောရလို့မှာ ဖျားစကားကိုကြားပြီးမှတန့်ရှင်းစေနေတာလို့ကျမ်းစာကပြောတယ် ပမိနာဝယူကလူကထားမှာပတောက်အမှုဝဲနေကဖလာခီကဖလာရှိတော့ပဲ ကျွန်တော်တခုမင်းမြန် ရက်တော့တီးကွာနေဟာ ဒီကောင်မောင်နှမ တော့ပွဲတိပါ ဒီလောကကြီးကဘယ်အရာကအများဆုံးကြားတယ် နော်လောဟခုဝဲတက်လပနခုအားနေပြီလားလေ လောကစကားကများများကြားတယ်နော် ပနခုလောဟခုအတကတူအားတော့နော် အသင်းတော်တွေများများစွာရှိပြီမဲ့လို့ နော်တောက်ပုတိဖာဝဲတာအားမလား ဘာအကြောင်းပဲပြောတယ်လဲ တဲတော့မတာလေးပြီလေ လောကအကြောင်းပဲပြောတာ တဲတော့ဟခုအကြီးတော့နော် ကောင်းကင်နိုင်ငံရောက်ကြောင်းတော့ပြောတယ်လား နော်မခုဘောမှုကလေးဒီဝဲတာဒီလေတဲอ่ะ မပြောတော့ဘူးနော် တဲလေဝဲပါနော် ဘာဖြစ်လို့လဲနောက်ဆုံးသောကာလဖြစ်နေပြီ ဘာမလို့ကိုလေကိုအမှုခဲမင်းမှုနေကြီးကြလေ အဲ့ဒါကိုမုတ်ကိုလီကကျွန်တော်တို့မတိမတာနဲ့ဆွဲဆောင်သွားနိုင်တယ်နော် အခုသာနေလေပတတ်နေမှုကလေးလေးပြီးစောပါနော် အဲကြောင့်ကျွန်တော်တို့မှာနှုတ်ကပတ်တော်မရှိရင် အခုသာ တော့မကြားရင် နော်ပမေတ္တဥရရွာကလူကချပါပမေတ္တနာဝရွာကလူကချပါ ကျွန်တော်တို့ဝိညာဉ်ဟာခက်တော်လက်ထဲကိုမရောက်ရင် နော်ပနော့တာနေမေတ္တတူရလည်းကဆိုင်စုပြေပါ ကျွန်တော်တို့ကိုခန္ဓာကဝိညာဉ်ထွက်သွားရင် နော်ပနော့တာမဲကပနော့ခုပူနေနော်တာမေဟာတော့ လမ်းကနှစ်လမ်းအမြင့်ဖြစ်တယ် နော်ကလဲဝဲတာခီပို့တော့ ကျွန်တော်ကြိုက်တဲ့လမ်းသွားလို့မရဘူး နော်ရဲတော်လေဝဲနေပဲနေအဲ့တော်လေပဲလေသေးပါ ချစ်တော်ညီကောင်မနော် နော်တော့ပွဲသေး ကျွန်တော်တို့ကညီကောင်မောင်နှမ
ဇနီးမယားသားသမီးကဘယ်ထိပဲလိုက်ပို့မလဲတင်းချိုင်းထိပဲနော် နောက်ခုနနဲ့ပမောပပမေကြီးပမပဝမေကြီးရှေ့ဝတ်တူလောက်တက်လောက်လဲတက်သွားခုလောနော် တင်းချိုင်းကိုပဲလွင်သွားရင်ဘုရားလက်ထဲမှာ နော်တက်သွားခုချုံနေညာနေဘိုးလူကစားစုဘူးလော ယုံကြည်သူလည်းဘုရားလက်ထဲမှာမယုံကြည်သူလည်းဘုရားလက်ထဲမှာ နော်ပန်းနာကစားမေကြီးဘိုးလူကစားကြည့်ဘူးပဒနာရွာမေကြီးနေဟုတ်လဲဘိုးလူကစားကြည့်ဘူးလော ဘာဖြစ်လို့လဲမယုံကြည်သူကြတော့တရားစီရင်ခြင်းနဲ့သူနဲ့တူနေလို့မရအောင်ငရဲချရတော့ နော်မေကွာလေတိညာရွာပါဒီပါလေကစားကစီညောတော့လဲလူမှုကိုတေဝကမှာနာလေကပါလေလဲရာ ယုံကြည်သူကြတော့ကျွန်တော်တို့ကိုခန္ဓာကျင့်တဲ့အတိုင်းကျွန်တော်တို့ကိုစုပေးခြင်းအဖြစ်သူနဲ့တူနေခဲ့ရအောင် နော်မေပွားစုကေနာကြီးဒီပိုမှုရပမာလာဆိုတဲ့ဘကေတော့ဘကနေပါခုပါ ဒါကြောင့်ကျွန်တော်တို့ဖျားမြင်တဲ့ကဲ့သို့မြင်တော်သူတွေဖြစ်ဖို့အင်မတန်အရေးကြီးတယ် နော်ခုတာနေပကတိတာဒီကစားရထိဝဲနေရရီလို့မှာ ဖျားသခင်ကခန္ဓာအတွက်ကိုမလိုအပ်တာမလိုအပ်တယ် နော်ခုကောနေတူလို့ပါတမိပါလို့နော် ရှင်မတဲမှာပြောပြီးပြီနော် လေမတဲ့ခုနဲ့တဲဝီ ကောင်းကင်ဘုံ၌ရှိတော်မူသောတင်တို့အဘဒီတဲ့တင်တို့အသုံးလူချောင်းကိုတည်တော်မူ၏လို့ကျမ်းစာကပြောတယ် နော်တော့သူပေါ့လို့မှုကိုနဲ့တက်လက်သူလို့နေသိညာဝဲလောက်ပဲ ဖျားသခင်ကကျွန်တော်တို့လိုအပ်တဲ့အရာကိုပေးတယ်နော် နော်ခုနကစားရနေတက်လာလို့တိဖာနေမှာနာလေသိပါတော့ ကျွန်တော်တို့လူကလိုအပ်တဲ့အရာနဲ့တင်းသိမ့်ကြလား နော်ဘွဲသိနိုင်အောင်တက်လာလို့တိဖာနေပတမီတရား တင်းသိမ့်ဘူးနော် တမီပါနော် ဒါကြောင့်ပြောပြမယ်ကျွန်တော်တို့လောဘဆိုတာအတော်မတနိုင်ဘူးတဲ့ နော်အခုနတက်တာကွီးနေလောမတိနော်တော့ပါတောင်းဘူး အေးအဲ့ဒီလောဘတော့ကိုလက်ရင်းနဲ့ကျွန်တော်တို့ဆုံးပါသွားတဲ့သူတွေအများကြီးမရှိဘူးလား နော်ပေါ်ဝဲတော့တက်တာကွီးရခီတော့တီးတီဖောက်တော့လို့နော် ဒါကြောင့်မလို့တဲ့ဘုရားသခင်ကခန္ဓာအတွက်ကိုကျွန်တော်တို့ပြင်ဆင်ပေးတယ်ခန္ဓာအတွက်လည်းနော် နောက်ခုတာနေလဘနော့ကိုကစိတ်ကောစားနေကြတဲ့တော့နော် ကြည့်အောင်နော်ဘုရားအမြင်၌ကိုခန္ဓာသည်လိုအပ်သောကြောင့်ဖန်ဆင်းသည်သို့တော်အပန်မှာကိုခန္ဓာသည်အခွင့်ဖြစ်အဆန်သည်ဝိညာဉ်ဖြစ်သည် နော်ဗမေဖာဝရပေနေနော်ပန်နော်ပမှုကွာပူနေကေဝရအနောနောနေဘနောတာနော် ဟုတ်တယ်နော်ကျွန်တော်တို့ကိုခန္ဓာကြီးကအခွင့်ပဲဖြစ်တယ်နော်ကဲကျွန်တော်တို့အုံဒီတည်တယ်နော် နော်ခေါ်တာသိရတော့နော် အုံဒီကိုအထက်မှာအဆန်ပဲစားတယ်လားအတရားခွင့်ရောစားတယ်လား နော်ပေါ်ဝရခေါ်တာနေပေါ်လတက်ကိုဘွားပေါ်ခရတဲ့ ထဲကဆန်ပဲစားတယ် နော်ပေါ်ရကိုဘူးတိဖာလို့ နော်ကျွန်တော်တို့စဘာလည်းထဲကအဆန်ပဲကျွန်တော်တို့ကစားတယ်နော် နော်ခုစမ်းတဲ့ပေါ်လတက်ကိုဘူးတိဖာဝဝါနေလားနော် အဆန်မပါပဲနဲ့ကျွန်တော်တို့ကအဖြစ်နေကြလားပြီးရင်ယူမလား နော်အဝဲခုတာမင်းပါပါဟိပါတဲ့အပိနေပကော ဘယ်သူမှယူမှာမဟုတ်နော် မရပါဟိပါမလား ကျွန်တော်ဒီကထိုကဲ့တူ ဒီနေ့တော့လော ကျွန်တော်တို့ရဲ့လူမှာတဲ့ကျွန်တော်တို့ရဲ့ကိုခန္ဓာဒီအခွင့်ပဲဖြစ်တယ် နော်ဘနော့ခိုးဝေးနေကေဝရတာပြီနော် အထဲကအဆန်ကအရာရေးကြီးတယ် နော်တလာဟိုလိုပကိုဘူးတိဖာနေရီတို့မှာ နော်အဲ့ဒါအခွင့်ကတော့ကျွန်တော်တို့မှာအတစ်30ကျွန်တော်တို့20 16 16ဒီမှာတမီးလေးတွေဆိုရင်လှနေတော့နော်မအမျိုးသမီးတွေဆိုရင်လည်း30ရွယ်တွေဆိုလှနေတော့60 80လောက်ဖြစ်ပြီးဆိုရင်တော့ကျွန်တော်တို့ရဲ့အကြီးခွင့်ရမှာဖြစ်လာပြီလေကျွန်တော်တင်နာမှာဆိုတော့ပြချင်တယ်ဒီမှာတော့မပြတော့ဘူးပေါ့နော်ကျွန်တော်ကြီးခွင့်ရမှာဖြစ်လာတယ်လိမ့်လာတယ်နော်တဖြည်းဖြည်းနဲ့လိမ့်လာတယ်ဘယ်တော့ပဲပေါင်းတင်ဘယ်တော့ပဲလိမ့်လာကြည့်လားမလာတော့ ခုနကလည်းမင်းကောပြီနေနော်ဘနော့ခိုးဝေးနေပမင်းလာတော့ပါတော့တော့ကေတိဖာမှာနာလေတို့တာကြီးနော်တရှိလူချီပဲနေနာကိနေခေါ်တော့တာမီပူရတော့နာခါနာကိနွိရှိကွာရှိရမှာနိုင်လေနော်ကွာတော့တာတကြီးလည်းပါနော် ဒါကြောင့်အင်မတန်မှအရေးကြီးသလား အခုနကနေရီတို့မှာနော် အရေးကြီးတယ်ကျမ်းစာကပြောပါတယ် ရောက်ကလေးထားနေတဲ့ဝဲဒီ ကြည့်ရအောင်နော်ဒီမှာဆာလံ ဖာစီတော့ပြ တရားသုံးခုမြောက်သောဆာလံ ဖာစီတော့ပြတကီရသ အပိုက်နဲ့73ကနေ16ကိုကျွန်တော်ကြည့်သွားမယ်နော် နော်တရှိတကနေ အဘဒီတားတို့ကိုတနာဆုံမဲ့တဲ့နေတို့ထာဝရဘုရားသည်ကြောက်ရွံ့သောသူတို့ကိုတနာဆုံမဲ့တော်မူ၏အကြောင်းမူကားငါတို့ကိုခန္ဓာကိုတည်တော်မူ၏ငါတို့သည်မြေမုတ်ဖြစ်ကြောင်းကိုအောက်မေ့တော်မူ၏ပြောတယ်ဒီပိုင်း နော်ပမေဖာပဲနေနေပကတိပါမနော်ဖာစီတော့ပြတကီရရှိတအချက်ဘုဒ္ဓရှိတအနေမနော်ဒီလည်းရှိခုနေဘာတကောနော် ဘုရားသခင်ကပြောတယ်သူဖန်ဆင်းထားတဲ့ခန္ဓာကိုယ်ကိုသူသိတယ် နော်ကိစ္စရတဲ့ဒီလေနော်ခိုလတာတိလောလေတာကိညာနော် သူ့ကိုကြောက်ရွံ့သောသူတွေကိုသူတနာတယ်တဲ့ နော်ပေါ်လဲအပလီယောတိဖာနေတာကိညောပဲ ဒီကနေ့ကျွန်တော်ဘုရားသခင်တနာတာအင်တာအရေးကြီးတယ်နော် အခုလည်းကိစ္စရတာကိညောပါနေရီတို့လို့မှာ ကျွန်တော်တို့လူကလေလူချင်းမဲ့တနာတတ်တယ်နော် နောက်ဘဝပါကိညောရှိရှိနေတာကိညောတော့တာနော် ဘ
ဖယားတခင်တနာတာကိုမခံချင်တာတွေလည်းရှိတယ်နော် နော်ကစားကတာကညောနဲ့တဲတော့တူလို့ပါတဲ့ဘာဝဒါတော့သူ ဘာကြောင့်ဖယားကတနာ ဘာမလို့ကစားတာကညောပါလဲ ကျွန်တော်တို့ကအပြစ်သားဖြစ်လို့ ဘဝတိနာရမမေတ္တာပါတတဲ့ပါဖို့ကို မွေးလာကြတဲ့ဒီလိုငရဲကိုပဲသွားဖို့မွေးလာတာ နော်ဘောဖျက်တော့လည်းပကလေးလွတ်တာကို နော်ဘာကြောင့်လဲဒါကြောင့်မလို့ဖယားတခင်ကတနာတယ်တဲ့ကျွန်တော်တို့ကိုခန္ဓာကိုသိတယ်တဲ့ နော်ခေါ်ရတယ်အဝဲတာကညောပါအဝဲတိညာဘနော့ကိုကေကောတော့ ဒါကြောင့်သူ့ကိုကြောက်ရွံ့တော်သူတွေကဖယားတခင်တနာရင်ကျွန်တော်တို့ရဲ့ကိုယ်ခန္ဓာကိုလည်းဖယားကကောင်းချီးပေးတယ်နော် နော်ခေါ်တာနေနော်ပမေတိညာကစားတာကညောပါနဲ့ဘနော့ကိုစစ်ကောကစားကဆိုကေပါတော့ ဒါကြောင့်ဒီမှာ15မှာလည်းကျွန်တော်ဖတ်သွားမယ်နော်လူတို့၏နေ့ရက်ကာလသည်ညစ်ပင်ကဲ့သို့ဖြစ်၏လူသည်လေပင်၌ရှိသောပန်းပွင့်ကဲ့သို့ဖွင့်လေသည်တွားလွင်သွားလျင်အပွင့်ပြောက်၍သူဤနေရာသည်နောက်တစ်ပံသူ့ကိုမသိရကျွန်တော်တို့ဟာပန်းပွင့်လေးတစ်ဖွဲ့ကဲ့သို့ဖြစ်တယ် နော်ဖေးနေဘလော့ကလောနာလေနော်ဖောနော်ဖောတိဖာဆိုတော့လေ အေးပန်းပွင့်လေးဟာကျွန်တော်တို့အပင်ကနေခွာပေးတဲ့ခါမှာအဖူးလေးထူပြီးမှအပွင့်ပွင့်လာရင်အရန်လာတယ်နော် နော်ဖောတိတဖာနေနော်ပတူအမင်းမင်းတော့မိဖာတော့ရှေ့တော့နေမှာနာလေဖလန်ပြီးတော့မှာ ဒါပေမဲ့အဲ့ဒါပွင့်လေးကကျွေသွားပြီဆိုရင်တော့ကျွန်တော်တို့မလှတော့ဘူးနော် မင်းတော့ဘက်ကလေးနဲ့တကီလေပါနော် ညှိုးနွားပြည့်စည်သွားတော့ နော်လေလေတဟာကွာပေါ့တော့ ဒါကြောင့်ကျွန်တော်တို့ရဲ့အသက်ဝိညာဉ်နဲ့ထိုကဲ့သို့ပဲ အခုပနော့တာနေကြီးမာတာနေနော် ခန္ဓာတဲကနေထွက်သွားရင်ဘာတစ်ခုမှကျွန်တော်တို့ပြန်ထည့်လို့လည်းမရတော့ဘူးနော် နောက်ခေါ်တာနေပနော့တာဝဲမိဟာတော့လောပူလေးဘကီတဲနေလို့စစ်ကောပတဲနေလို့တသေးလေပါ ဒါကြောင့်ဒီမှာကျွန်တော်ဖတ်တော့မယ်နော် Bible study မှာဖန်ဆင်းရှင်၏အမြင်၌လူဤကိုခန္ဓာသည်မြေမုံတာလေဖြစ်သောကြောင့်အလွယ်အမြင်ဂယုဆိုင်ခြင်းသည်မတန်ချေကိုခန္ဓာကျမ်းမာတန်ဆွမ်းဖို့ရန်စောင့်ရှောက်ခြင်းသည်လိုအပ်သည်သူမှသာလျှင်ကောင်းစွာလှုပ်ရှားလုပ်နိုင်မည်သို့သောလိုအပ်သည့်ထက်ကိုခန္ဓာကိုဂယုဆိုင်ခြင်းသည်ပညာမရှိပညာမတတ်သောသူလည်းတူတယ်လို့ပြောတယ် နော်ဖေပတရာကွယ်ဖေနော်ယာနာကင်းဖာစီဝါတော့တာလေအမိတေမိုင်ကတေပြတ်လို့ ဒါကြောင့်ဒီမှာဒီအသင်းတော်မှာကျွန်တော်တို့ပါဝင်လာတဲ့သူတော်တော်များများဟာပညာတတ်တဲ့သူဖြစ်တယ်နော် နော်ယတိဝရစစ်ကောတောက်ဖို့ဖိုလာနေလို့တေဖာစစ်ကောယတိလေသူတော့ဟောဖို့အတာကွာပုတေလော လောကရဲ့ပညာနဲ့တတ်တယ်လို့ဖယားရဲ့ဉာဏ်ပညာနဲ့ရှိဖို့အရေးကြီးတယ် နော်ဒီပေါ်တော့ဟောဖို့အတာကုတေအတုန်နေကဆရအတာကုတေစစ်ကောကိုတော့ကွာနေရတယ်လို့ပါ ဒါကြောင့်ကျွန်တော်ကျမ်းစာမှာပြောတယ်ပေါ့နော်ဒီမှာ ယောလူထာနေတေဝတီ ရှင်မတဲမှာပြောထားတယ်နော် လိမတေဘူး အခန်းကြီး6မှာကျွန်တော်ကြည့်သွားမယ်နော် မတေရှရုခုဘာဖြစ်နေ ထို့ကြောင့်လည်းငါဆိုဒီကအဘယ်သို့စားတော့ရမည်ဟုအသက်အဖို့မစိုးရိမ်နဲ့အဘယ်သို့ဝေးရမည်ဟုကိုယ့်အဖို့မစိုးရိမ်ကြနဲ့အစာတဲ့အသက်မြတ်တွေမဟုတ်လောအဝတ်တဲ့ကိုမြတ်တွေမဟုတ်လောမိုးကောင်းကင်၌ကျင်လေသောမြစ်များကိုကြည့်ရှုစီရင်ကြလောတဲ့ထိုမြတ်တို့ဒီမျိုးစီကိုမဆိုင်စဘာကိုမရိတ်ချီ၌မဆွမတွင်သို့တော်ကောင်းကင်ဘုံ၌ရှိတော်မူသောတင်တို့အဘသည်သူတို့ကိုကျွေးမွေးတော်မူ၏လို့ပြောတယ် နော်မမေဖာဝေဒဖြစ်နေနေပကတိဘကောကတယ်တော့မနော်ပတိညာကောတယ်လို့မတေရှရုခုတာဂိတတုတိပါ ဝိညာဉ်မရှိတဲ့တတ္တဝါချင်းနဲ့ဒီတောင်ကဘုရားကကျွေးကြလား နော်ချဖို့ကောဖို့ထုတ်ဖို့လီဖို့လို့တော့တော့တာမကစားလူရောလေ ကျွေးတယ်တဲ့ လူရော နော်ဒါဆိုကျွန်တော်တို့မှာကဝိညာဉ်ရှိတဲ့လူတွေဘုရားဖန်ဆင်းထားတဲ့လူတွေဘုရားကတာဝန်ယူနေကြလား နောက်ခေါ်ပိုအတိနာရပိုတော့တာကစားတီလောက်ပါခေါ်တာနေကစားဟီမူဒါလို့ပခုနီယာ တာဝန်ယူနေတယ်လို့ပြောတယ်နော် နော်ဟီနီဘာနီနော်တော့ ဒါကြောင့်မို့အင်တာမအရေးကြီးတယ်ကျွန်တော်တို့နော် နောက်ခေါ်တာနေတတိတဖာရေတို့မှာ ဒါဆိုတော့ကျွန်တော်ဒီမှာချုပ်ဖတ်သွားမယ်နော်ဘာကိုပြောချင်တာလဲဆိုလို့ရှိရင်အခန်းငယ်33ကျွန်တော်ဖတ်မယ်နော်32 33ပေါ့နော်မှတ်တယ် နော်တရှိခိတရှိတမတေရှရုခုဖြစ်နေနေ ။ဘာပြောတယ်လဲဆိုလို့ရှိရင်နိုင်ငံတော်နဲ့ဖြတ်မှတ်ခြင်းကိုရှိဥစွာရှာကြလို့တဲ့။နောက်မှထိုအရာများကိုထိုက်၍ပေးတော်မူလို့တန်းလို့ပြောတဲ့ကျမ်းစာမှာ နော်မမေခုချွရဘောမှုတော့တောက်တော့ပါဖို့တန်နေဖာခဲလေသူဟောတော့ ။ဘာပြောတာလဲထို့ကြောင့်နိဖြန်ဖို့မစိုးရိမ်ကြနဲ့တဲ့။နိဖြန်နေဒီမိမိအဖို့စိုးရိမ်လိမ့်မည်တဲ့။ယခုနေ့၌ရှိသောမကောင်းမသင့်သောအရာတွေယခုနေ့လုံလောက်ပါကြောင့်မနေ့ဖြစ်မစိုးရိမ်ခိုင်းတာလေ နောက်ခေါ်တာနေကုထလခဲမရှိတဲ့နီညာခေါ်တယ်ပြောရနော်တဲ့ပဲ ။ခက်တော့ဘာကြောင့်ဒီနေ့အတွက်ပဲလုံလောက်စီခိုင်းတာလဲ နောက်ဘာမလို့ခေါ်တဲ့နီညာကောတဲ့နီညာကောနေပပလေအိုလေလေဘွယ်နောက်ဘာသာမီနေ ။
မနစ်ဖြစ်ဆိုတာသိချသလား နော်ခဲမရှိနေကိုတော့ပါနေလို့တီးရ မသိချဘူးနော် တော်တော်တီးပါနော် ဒီနေ့လောကကြီးထဲမှာမြောင်များစွာနော်ကျွန်တော်တို့နေ့ညနေပိုင်းကတော့တွေ့သေးတယ်ငါတို့တကယ်ချင်းညနေပိုင်းကတော့တွေ့သေးတယ်ငါဘယ်မှာတွေ့ခဲ့တာမနေ့ပိုင်းကျတော့အသက်မရှိတော့ နော်ပတ်သမှုကတော့နော်နဲ့တင်းညာပတိပါဩခဲမရှိတဲ့နေနဲ့နောက်တာလို့လားပါ ဒါကြောင့်ကျွန်တော်တို့ဒီကနေ့ယုံကြည်လာဖို့မယုံကြည်သေးတဲ့သူတွေရှိရင်လည်းဒီနေ့ယုံကြည်ဖို့မနစ်ဖြစ်ဆိုတာမသိချဘူး နော်ကိုသားနဲ့ပွာလွတ်တနာပါတိဖာနဲ့ဖကနာဘာမလို့ကိုလေခဲမရှိနေတော့လို့တီးလို့ကောပါ ကျွန်တော်တို့အာမခံလို့မရဘူး နော်ပကချက်တဲ့ခဲမရှိတဲ့နေချက်နေပမာတိသေးပါ မနစ်ဖြစ်ပါဖြစ်မယ်ဆိုတော့ကျွန်တော်တို့မသိ နော်ခဲမရှိတာကမှသာတော့ပွာတီးလည်းမသိညာပါ နော်ဒါကြောင့်ကျွန်တော်တို့အင်မတန်မှအရေးကြီးတယ် အခုသားလည်းချုံမို့တော့တတိဖာရီတို့မှာ ကျွန်တော်တို့ကိုယ်ခန္ဓာဟာဘယ်အရာကပိုအရေးကြီးတယ်လဲ နော်ပနော့ခိုးဝဲနေချက်လေတလာရီတို့နဲ့ ကျွန်တော်တို့ဒါကြောင့်ကျွန်တော်တို့ကိုယ်ခန္ဓာမှာကျွန်တော်တို့ဝိညာဉ်ဟာအင်မတန်မှတန်ဖိုးကြီးတယ် နော်လပနော့ခိုးဝဲရဘူးနေပနော့တာနေမိတလာရီတို့မှာ ဘယ်အရာနဲ့မှကျွန်တော်တို့လဲလို့လည်းမရဘူး ပနော့တာနေပမာပလဲော်တာကကတဲ့နေတော့နေပါ ဤစစ်ကြောင်လာကြီးကိုပိုင်သွားရင်လေတဲ့မိမိအသက်ဝိညာဉ်ဆုံးသွားရင်ဘာတန်ဖိုးရှိတယ်လဲ နော်ပမိပေါ်တာကြီးဟောက်ခုတော့တော့ပနော့တာမင်းနဲ့လဲတာနေအလူကိုမတာနဲ့ အဘယ်အရာနဲ့ရွေးဝယ်နိုင်တယ်လဲ နော်ပပူရလတတိဖာနေစစ်ကောကနေရ ဒါကြောင့်ကျွန်တော်တို့ကဲခန္ဓာတော့ကိုလည်းဦးစားမပေးရဘူးမပြောဘူးနော် နော်ခေါ်ကနေပါလနော်ဤတဲ့ရီတဲ့ပါနော်ပါသူနော်ဦးစားပေးနေကြနေတဲ့စစ်ကောပါ ခန္ဓာထဲမှာရှိတဲ့ကျွန်တော်စိတ်နဲ့ဝိညာဉ်တွင်နေတဲ့အရာကြည့်အောင် နော်နော်တာအလို့ပပူတိဖာအတာတိဖာနေကိုကွာတော့ လူတွေကကျွန်တော်တို့စိတ်ကိုဘာထစ်တန်မှုထားတယ် နော်ဝါတရားကနေပါဠိပါပွေတတိဖာလို့နား ရွှေထစ်တန်မှုထားတယ် နော်ပါဠိပါပွေတူနာမီထူဒီ နော်ကဲလူတိုင်းဒုတိယအရေးကြီးဆုံးထားသောအရာဒီစိတ်နှလုံးဖြစ်သည် နော်ပါလဲအပါဝဲတာအစတိဖာနော် စိတ်နှလုံးဝမ်းမြောက်ဖို့ကျင့်တတ်ဖို့အားရဖို့ရှာဖွေတတ်ကြသည်တော့ဘုရား၏အလိုတော်ကိုမသိပဲကိုယ်ခန္ဓာနဲ့စိတ်အလိုသာလိုက်ချင်းသည်ဘုရား၏အမျက်တော်ခံကြောင်းရှင်ဘောလူကရေးထားတယ် နော်ပေါ်လို့အလုပ်ပဲဒီပါကညနေတိတော့အစကမှုတာကပြောနော်ကိုကမမကကလူရအစတော့အနောတတိဖာနေတော့နော်တမီပါတတိညာတာနော်တမီပါနေပေါ်လို့စစ်ကောခွေနေကွာ ဒါမှတွေ့ရတယ်အေဖေအခန်းကြီး1အငယ်3မှာရှိတယ်နော် နော်ဒီပစ္စည်းချက်လို့ခီယာချက်ဖို့တော့ကိုနေမဖာပဲနေမတိပါ ကျွန်တော်ဖတ်သွားမယ်နော်ဒီ ဒီ မှာ မှာခါပေးနေစစ်ကော ငါတို့ရှိသမျှဒီအထက်ကကိုကာယ၏အလိုတို့၎င်းစိတ်၏အလိုတို့၎င်း၌တစ်ဖြစ်ကာမဂုဏ်တို့၌ကျင်လေသည်ဖြစ်၍ကျွေးတော်သူတို့ကဲ့သို့ပင်ဗကတိအတိုင်းအမျက်တော်ကိုခံရတော်သူဖြစ်ကြ၏လို့ပြောတယ် နော်ဗမေဖာပဲပစ္စည်းချက်လို့နော်ခီအချက်ဖို့တော့ကိုနေပကတိပါကောကနေနော် ကျွန်တော်တို့ကဘယ်အရာကိုကျွန်တော်တို့ကဦးစားပေးအလိုလိုက်တာကျွန်တော်တို့ရဲ့စိတ် နော်ပပဝဲတာမတာလေပလူမတာတာလေပတာတာ ကျွန်တော်တို့စိတ်ကြောင့်ပြည့်စည်ကြတယ် နော်လေပတာကောတာနေနော်ပကေတော့ပဟာဟာကော စိတ်အလိုလိုက်ချင်းကြောင့်ကွဲကွာကြတယ် နော်လေပလူပတာကောတာနေပလောမလောဖာ စိတ်အလိုလိုက်ချင်းကြောင့်ဝမ်းနေကြတယ် လေပလူပတာကောတာနေပို့တော့တာဟောတာရ စိတ်အလိုလိုက်ချင်းကြောင့်ဝမ်းမြောက်ပြီးမှဝမ်းနေရပြန်တယ် နော်လေပလူပတာကောတာနေပတာခူတော့ပကေတာပတာကြီးစစ်ကောနော် အဲ့ဒါဘာကြောင့်လဲ ကေတော့တာဒီလေ ကျွန်တော်တို့မှာကိုယ်ခန္ဓာထဲမှာရှိတဲ့စိတ်ဦးစားပေးလို့ဖြစ်တယ် နော်တာတိလေဖိုင်ခေါပလိုတာလာအော်လို့ပတာပပါလတာမညာဖို့နာတာတိဖိုင်ကေတော့နော်ပါ အဓိကကကျွန်တော်တို့ကိုယ်ခန္ဓာထဲမှာရှိတဲ့ဝိညာဉ်ကိုဦးစားပေးရအောင် နော်တလာရီတို့နေပကပပါလူပါဝင်နော်တာလို့လို့ဘူး အဲ့လိုပြောမယ်ဆိုရင်ကျွန်တော်အလုပ်မလုပ်ရဘူးလို့ပြောတာမဟုတ်ဘူး နော်ယတေတာဒီကိုတာနေမာနာတကကြီးတေပါ အလုပ်လည်းလုပ်ဖို့ဖြစ်တယ် ဘကွာမာနာစစ်ကော ကျွန်တော်တို့မှာနေဖို့ထိုင်ဖို့စားဖို့တောက်ဖို့လိုအပ်တယ် နော်ပကအိုကိုချုပ်ကလေးကကြာကောနေတာတာလေဟောကိုတေပါစစ်ကောလို့နော် ဒါကြောင့်အဲ့ဒီအလုပ်လုပ်နေချင်းဟာလေကျွန်တော်တို့ကိုယ်ခန္ဓာကြားမှာဖို့လိုအပ်တယ် နော်ပမာနာကကြာဝစစ်ကောပနော့ကိုကိုတော့တောက်ရှုထီစစ်ကောရီလို့မှာ အဲ့ဒီကိုယ်ခန္ဓာကြားမှာဖို့ဟာဝိညာဉ်ကြားမှာမှကိုယ်ခန္ဓာကြားမှာလား နော်ပနော့ကိုကိုတော့တောက်ရှုထီရကောနေပနော့တာမျိုးရှုထီမှာပနော့ကိုကိုတော့တောက်ရှုထီ ဝိညာဉ်မကြားမှာရင်ကိုယ်ခန္ဓာမကြားမှာဘူးနော် နော်ပနော့တာမင်းတို့ရှုထီပါနေပနော့ကိုစစ်ကောတော့တောက်ရှုထီပါ ခွာပေးခြင်းနဲ့ချစ်တော်ကြီးကိုမတော်မှာ ရတော့ဟိဖိပါသူတော့ပွဲသေးပါ မယုံရင်စမ်းကြည့် နော်သမီးလည်းနာဝနေမှာကွာ ကျွန်တော်ကိုယ်တိုင်ကစမ်းဘူးတယ်နော် ကျွန်တော်ကစားရဝေးမှာကွာဘော ဝိညာဉ်ဝမ်းမမြောက်ရင်ခန္ဓာကိုယ်ဘယ်တော့မှစိတ်ခန္ဓာဘယ်လိုမှဝမ်းမမြောက်ဘူး နော်ပနော့တာမင်းတို့တော့တတ်သူခုသူကပါနေပနော့ခိုးဝေးနေတို့တော့တတ်သူခုတာခုပါ ဒ
ဝိညာဉ်ကဖယားစကားကိုမကြားဘဲနဲ့ဝမ်းမမြောက်တော့ဘူးဆိုရင်စိတ်ကကျွန်တော်တို့ဘလို့မှဝမ်းမမြောက်ဘူး နော်ခုဒါနဲ့ပနောတာမီတို့တာတုခုတာခုကနေပတ်တာစီကတော့အိုးတာတုခုတာခစီကောပါ ဝမ်းမမြောက်တော့လုတ်ချင်ရတွေလုတ်တယ်ကျွန်တော်တို့ဖယားမကြိုက်တဲ့အရာတွေလုတ်ပြီးလာ နော်ပတ်တို့တာတုခုတာခုတာလည်းတပတ်ဆိုင်ပါတာဘာတိဖာနေပမာနော် အဲ့ဒါစံမုကုလီရဲ့အကြိုက်ဖြစ်တယ် နော်ပမာရာတိဖာနေမြမှုကောလီတာပါတာ မုကုလီအဲ့ဒါကိုချောင်းနေတာ နော်မှုကောလီနေဝဲခူတာတိဖာနေနော် ရှင်ပေတလူကပြောပြီးပြီကျွန်တော်တို့ နော်ပေတူနော်ကစားတာပဲတက်ပါပြီလေ ကျွန်တော်တို့ယုံကြည်သူတွေကိုဟောက်တော့ချင်းဒီကဲအဘေသူကိုဝါမျိုးရမယ်လေ နော်ဒီခေယကညောရရတဲ့နေကရှိတော်မတကလည်း ဒါကြောင့်အင်မတန်မှအရန်ကြီးကြည့်သလား နော်တာတိဖာရရီတို့ဟာ ကျွန်တော်တို့ရဲ့ဝိညာဉ်ကျမ်းမာမှကျွန်တော်တို့ရဲ့စိတ်နဲ့ခန္ဓာဒီဝါမြောက်ပြီးကျမ်းမာလာတာကျမ်းမာလာနေမှာကျွန်တော်တို့လုပ်ရမယ့်တန်ရမယ့်အလုပ်အကင်တွေကိုလုပ်နေတာဖြစ်တယ် နော်ပနောတာမျိုးတော့တောက်ချိုတေမှာပနောခိုကိုတော့တောက်ချိုတေမှာတာဖိတာမာတိဖာစီကောပမာကဲနော် ဒါမှမဟုတ်တော့ဘယ်တော့မှလုပ်နေမှာပေါ့ နော်မေကြီးမေတာတိဖာမေတို့ကနေပမာရတသိနော်နေပြီပါ နောက်ဆုံးမှာစိတ်ကဝမ်းနေဝမ်းမမြောက်ချင်းရှိစိတ်ပြည့်ပြီးမှဘာတောင်ဖြစ်တာကူတောင်တတ်တည်ချင်းစိတ်ပေါက်လာတယ် နော်တော်တော်နဲ့သူ့ဟာကောတဟာကောတော့တူလာလည်းလေအဲ့တော့မှတီးတော့ပြကြတာတိဖာကို အဲ့ဒါမျိုးများမလုပ်နဲ့နော် မယနေတကြီးနော် ကျွန်တော်တို့သိပြီးအေးမြမမတ်နဲ့ နော်ပတိဝိနေခုလောချုံမယနေတကြီး ပူလို့ပူတဲ့နေရာရောက်သွားမှာ နော်တာကိုတာကောကုကုပူလေပုကလေချင်းတော့ရှာနေ အဲ့လိုမျိုးဖြစ်ပြီဆိုရင်ငါဖျားစကားတွေကြားရတဲ့နေရာနော်ဆရာမတွေရှိတယ်ဆရာတွေရှိတဲ့နေရာပေါ့သွားပြီးမှအကူကြီးတောင်းပါ နော်တာတိတဖာမင်းဟုတ်တော့သူလီနေ ဒါမှမဟုတ်လည်းသူတို့ကို ခုနောက်ပြေရွာကလူထားနော် သွားရမှာရှစ်တဲ့ကြောက်တယ်ဆိုရင်လည်းသူတို့ကိုအိမ်မှာခေါ်ပါ နော်ပကလေပမင်းပလီသားဖုတာပမင်းမဲ့ရှာနေကောလေဟိတော့မဟိကြီးပေါ့ပါလေရွာကလူထား ဖယားသခင်ရဲ့အေးဝင်ကြီးလေးတမတရားကိုနားထောင်ရဝမ်းမြောက်လာတယ် နော်ပမင်းနာဟူရရွာတတ်တာခုပစောနေကိုတော့တတ်သူခုတာခုလော တဲ့ဒါကြောင့်မလို့ကျွန်တော်တို့ကြော်သွားမယ်အများကြီးတော့မဖတ်တော့ဘူးเนาะကျွန်တော်အချင်းကဘယ်မှာနော်ဟုတ်လား အဲ့တော့နေချီ အော်ဘိုးတော်မင်းကပြောလို့ဆိုကျွန်တော်ကပြောစရာမကုန်ဘူးနည်းနည်းပဲပြောတော့တယ်နော် နော်ပဒရာကတေကီမဲချေဖို့ဒီပေါ့နော် နည်းနည်းပြောပြီးမှပဲကျွန်တော်ဆုံးသက်သွားမယ်နော် ပကတဲ့ချေမောလည်းနေပကမာကတက်ပြီးတော့ ကဲဒီမှာဝိညာဉ်တန်ဖို့တဲ့နော် နော်တာရဲ့အလူဝေး လူဤတန်ဖို့အရှိဆုံးပိုင်းဒီဝိညာဉ်ဖြစ်သည်သို့တော်ဝိညာဉ်ကြောင့်ကိုပိုင်ရှင်လူသားများကမသိသောကြောင့်တန်ဖို့မထားကြဂယုမဆိုင်ကြလက်လူရှုထားကြသည်နော်ဒီမှာစာလံဆရာကြီးကပြောတယ်တဲ့ထိုသူတို့ဒီကိုယ်ဥစ္စာကိုကိုးစား၍နော်ကိုစည်းစိမ်များသောကြောင့်ဝါကြွားတော်လဲမိမိညီအကိုကိုအဘယ်သူများအနေမရွေးနိုင်ရွေးရဖို့ကိုဘုရားသခင်ထံ၌မပေးနိုင်သူတို့အတ္တဝိညာဉ်၌ရွေးရအဖို့ကြီးလာပြီးဤတို့ပြည့်အစဉ်ရှုံးလျက်နေရမည်ရွေးလျက်အစဉ်အမြဲအသက်ရှင်ရာဤလို့ပြောတဲ့ကျမ်းစာက နော်ပမင်းကဝေသစတော့လူရှိခွေအစဘကုတူလပင်းနေအာပကတိဘာတာကြီးပဲပဒရာဖာဝဲတိဖာ ကျွန်တော်တို့ရဲ့ဝိညာဉ်အချိန်မရွေးထွက်သွားနိုင်တယ်နော် နော်ပနောတာနေလောတပါတုပါတာဘာနေမှာမလဲ ထွက် ထား သွား တ တယ် ယ်သေးလား အခါမှာဒေါ်လာ3သိန်းနဲ့လည်းရွေးလို့မရဘူး နော်ပဒေါ်လာမျိုးတတိနာကြီးပပူရတဲ့နေပါ နော်ရွှေတစ်စင်သားနဲ့လည်းရွေးလို့မရဘူး နော်ပထုမျိုးဒေါ်လာပမာတသေးပါ ဒါကြောင့်ကျွန်တော်တို့ဝိညာဉ်မထွက်ခင်ဒီပဲအရေးကြီးတယ်နော် အခုလာနေပနောတာတခါတော့ဒီပါနေအရိတို့မှာ ထွက်ပြီးရင်ဘာမှလုပ်လို့မရတော့ဘူးနော် မင်းဟာတော့လေးနေပမာရတတိနော်တမီပါ ဒါကြောင့်ကျွန်တော်တို့ရဲ့ကိုယ်ခန္ဓာဟာအရေးကြီးတာမဟုတ်ဘူးအရေးကြီးပါတယ် နော်ပနောခိုရရိတို့ကတမီပါရိတို့လား ဒါပေမဲ့ကျွန်တော်အဲ့ဒီကိုယ်ခန္ဓာနဲ့စိတ်ဝိညာဉ်ဟာကျွန်တော်တို့ဝိညာဉ်နဲ့ခန္ဓာအမြဲတမ်းကျွန်တော်တို့နိတိုင်း level ချိန်တတ်ဖို့အရေးကြီးတယ်နော် နော်ပနောခိုတော့ပနောတာကောနေကပတ်လေကဒီတော့နေကောမှုနေတယ်ပပချီရောပပချုံမောနေရိတို့မှာ ဒါကြောင့်မလို့ကျွန်တော်တို့ရဲ့ကိုယ်ခန္ဓာဟာဖယားသခင်ရဲ့ယုံကြည်သူဖြစ်ပြီးရင်ဗိမာန်တော်ဖြစ်တယ်လို့ပြော နော်ကိုတာနေပကေရောပစုကေနာကေဒါဝိနေပနောခိုရဲ့ကေဝေဒါယောတာလူကြီး အဲ့ဒီဗိမာန်တော်အထဲမှာတန့်ရှင်းသောဝိညာဉ်တော်ရှိနေတယ်ဆိုတာကိုကျွန်တော်တို့သတိရစေချင်တယ် နော်လတာလူဟီအဝဲနေပူနေဟိုတော့ကဆာယောတာနေရဲ့တော့လူသူသိညာ ဒ
ဒါကြောင့်ဒီမှာအားလုံးတတိယတဲ့သူတွေတော့ဖြစ်မယ်ဆိုတော့ကျွန်တော်ယုံကြည်တယ် နော်သူကမြင်ပါလေနော်ဘာဝဲထောက်ဖို့နေနာစီပါတော့ ရပြီးသားသူတွေလည်းမရသေးတဲ့သူတွေကိုကျွန်တော်တို့ဆွဲခေါ်သွားရအောင် အော်ပါလာဒိုနေတော့တာတိတဖာလေးကပါလာတော့ဒိုနေပါတိတဖာနဲ့ပကပတ်ချူပါပါလာဒိုနေပါတိပါ မရသေးတဲ့သူတွေလည်းအဲ့ဆွဲခေါ်တဲ့သူတွေတော့ကိုကျွန်တော်တို့လက်သွားရအောင် နော်ပါလာတော့ဒိုနေဒီပါတိတဖာနဲ့ကပေါ်တော့ပါလာဒိုနေအခီတိတဖာစီပါရီဒိုမှာ ဒါကြောင့်ကျွန်တော်ဖအားပေးခြင်းတဲ့အရာကကျွန်တော်တို့မှာကျွန်တော်တို့ရဲ့ကိုယ်ခန္ဓာတွေဖရာသခင်ကအိမ်မတန်တန်လို့ထားတဲ့အရာပဲအရာလဲဆိုတာကျွန်တော်တို့သိဖို့ရတယ်ကျွန်တော်တို့ကိုယ်ခန္ဓာဟာဝိညာဉ်ဟာတန်ဖို့အရှိဆုံးဖြစ်တဲ့အတွက်ကျွန်တော်တို့ရဲ့အဲ့လိုဝိညာဉ်ဖရာတန်ဖို့ထားတဲ့အရာကိုတန်ဖို့ထားတတ်တော့သူဖြစ်ကြရအောင်ဆိုတော့ကျွန်တော်ဒီနေရာကနေလက်တွဲလို့ဆိုဖအားပေးလို့လေပေါ့နော်အရာပဲများကောင်းကြည့်ပေးပါစေ